အားလုံးပဲမင်္ဂလာပါ Fitness Journey ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ချက်ပါဒီတစ်ခါမှာတော့ကျွန်တော်ခန္ဓာကိုယ်မှာအဓိကလိုအပ်တဲ့အာဟာရအကြောင်းကို sharing လုပ်ပေးချင်တယ်အဓိကလိုအပ်တဲ့အာဟာရကတော့9မျိုးရှိပါတယ်နံပါတ်1 carbohydrate လို့ခေါ်တဲ့အဆီဓာတ်နံပါတ်2 protein လို့ခေါ်တဲ့အသားဓာတ်နံပါတ်3 fat လို့ခေါ်တဲ့အဆီဓာတ်တွေနံပါတ်4ကျွန်တော်တို့ fiber လို့ခေါ်တဲ့အမြင်တွေနံပါတ်5 vitamin တွေနံပါတ်6 mineral လို့ခေါ်တဲ့ဓာတ်တွေနံပါတ်9 water လို့ခေါ်တဲ့ရေဓာတ်တွေလိုအပ်တာပဲဖြစ်ပါတယ်ဒီနေ့တော့ protein အကြောင်းကိုအဓိကပြောပြပေးမှာပဲဖြစ်ပါတယ် protein ဆိုတာပါလေ protein ကတော့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဇီဝကာမဖြစ်စဉ်တွေကိုကူညီပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးတော့ကူညီပေးနိုင်တယ်ဆိုတော့ protein ကဘယ်လောက်ထိအရေးပါလဲဆိုတာကျွန်တော်တငယ်ချင်းတွေစိတ်ဝင်စားကြမယ်လို့ထင်ပါတယ် protein မှာ2မျိုးရှိရယ်complete protein နဲ့ incomplete protein ဆိုတော့2မျိုးရှိရပေါ့နော်တိရစ္ဆာန်ကိုအခြေခံပြီးတော့အသားကြက်ငါဥစားတဲ့နှုတ်ထွက်ပစ္စည်းတွေကို complete protein လို့တော့သတ်မှတ်ပြီးတော့ပဲဂျုံပြောင်းပဲပိဆက်တွေစားတဲ့ဟင်းတီးရွက်နေရတဲ့ဟာကိုကျွန်တော်တို့က incomplete protein ဆိုတော့သတ်မှတ်တယ်ပေါ့နော်ကျွန်တော်တို့လို gym ဆော့တဲ့တချို့လူတွေကစားသုံးတဲ့ protein ပမာဏမလုံလောက်ဘူးဆိုရင် supplement အနေနဲ့မိဝဲကြပါတယ် brand မျိုးမျိုးရှိရယ်ဒစိမ့်မျိုးမျိုးရှိရယ် brand ကောင်းရင်ကောင်းလို့ quality ကောင်းပြီးတော့ quality ကောင်းရင်ကောင်းလို့ဈေးကောင်းတယ်ပေါ့နော်ကျွန်တော်တော့ဒီဒစိမ့်သုံးပါတယ်ဒီဒစိမ့်တောက်တယ်ပေါ့နော်စပွန်ဆာရတာမဟုတ်တဲ့အတွက်ကျွန်တော်ဒီတိုင်းပဲပြပေးလိုက်တာပါဒါကကျွန်တော်လက်ရှိတောက်နေတဲ့ဒစိမ့်ပေါ့နော်ကုန်ခါနေပြီတိတ်မကြမ်းတော့ဆိုအရင်တော့တခြားဒစိမ့်တောက်တယ်အခုတော့ဘတ်ဂျက်မတက်နိုင်တော့ဘူးเนาะအဲ့ဒစိမ့်ကိုအဲကြောင့်မလို့ဒီဒစိမ့်ပြောင်းတောက်လိုက်တယ်ထိုင်းမှာနေတဲ့တငယ်ချင်းတွေဆိုရင်TikTok short ဒါမှမဟုတ် Lazada အနေမှာလို့ရတယ်ပေါ့နော်ဟိုကတောက်ကြည့်ချင်တယ်ဆိုရင်တော့အဲ့အနေမှာလို့ရတယ် supplement အနေနဲ့ထုတ်တဲ့ protein တွေကလည်းနှုတ်ကိုအခြေခံပြီးတော့ထုတ်ထားတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ကိုကအစားတောက်တွေကိုလုံလောက်အောင်စားနိုင်တယ် protein တွေကိုအဲ့တဘာဝအစားတောက်အနေနဲ့ရအောင်စားနိုင်တယ်ဆိုရင်တော့ဒီ supplement တွေကိုတောက်စရာမလိုဘူးပေါ့နော်ပတ်စံကုန်ခံပြီးတော့ဈေးလည်းကြီးပါတယ်အခုဆိုရင်မရှိဘူးဆိုတော့2သိန်းကျော်ပမာငွေနဲ့ဆို2သိန်းကျော်3သိန်းကျော်အဲ့လောက်ရှိရပေါ့နော်ကိုကဒီအသားအနေပဲရတဲ့ protein တွေကိုပဲရအောင်စားမယ်ဆိုလည်းရပါတယ် supplement တောက်မှဖြစ်မှာမဟုတ်ပါဘူး protein ကိုလိုအပ်တဲ့ပမာဏနဲ့အလွန်ကျွံစားရင်မကောင်းလို့လိုအပ်တဲ့ပမာဏထက် short စားရင်လည်းမကောင်းပါဘူးလိုအပ်တဲ့ပမာဏထက်အလွန်ကျွံစားရင်ဘာတွေဖြစ်တတ်လဲဆိုရင်ကြောက်ကတ်နဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်တတ်တယ်ပြီးတော့ရေတက်ခန်းချောက်တာတွေဖြစ်မယ်အခြားတော့ကျန်းမာရေးပြဿနာတွေဖြစ်မယ်ပေါ့နော် protein ကိုလိုအပ်တဲ့ပမာဏထက် short စားရင်ခွန်အားနည်းတာတွေဖြစ်မယ်ဟိုမှာကလေးတွေဆိုရင်ကြီးထွားမှုတွေနေမယ်ဘာမှမဟုတ်တော့မှပင်ပန်းပြီးတော့အင်အားမရှိလို့ဖြစ်တဲ့ပေါ့နော်တွေးအားနည်းလို့ဖြစ်တတ်တယ်တခြားတော့ကျန်းမာရေးပြဿနာတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဒီလောက်ဆိုရင်တော့ protein ရဲ့အရေးပါပုံဒီလောက်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုကြိုက်တယ်ဆိုရင်တော့ like share comment ပေးခဲ့လို့ရပါတယ်အားလုံးအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်